မင်းဂုံတူးကြီးရဲ့ပေါက်တက်လိုက်မယ်မင်းနော်တောက်တော့သားမင်းတို့တော့သားကိုဂုံတူးနဲ့ပေါက်တက်လို့ရရှင်းလား10တန်းအောင်လားတော့မပြောတော့နော်ကိုယ့်ရဲ့နောက်ကျောင်းလာကြည့်လိုက်အောင်အရင်ဆုံးနော်မင်းတို့မျိုး brain level တက်တက်လေးနဲ့လာမပြောနဲ့လုံးမင်းကအခုပြလို့ငါရဲ့နော်အောင်လက်မှတ်ကိုဂုံတူးပါတာကိုပြရင်မင်းငါ့ကိုထိုင်ကြတော့အဲ့ရင်ပြောလိုက်အဲ့မကတော့အချိန်မှလာစုပ်လာဘာလို့မလဲစိုက်တာလို့ဆောက်ယူလို့ဆောက်ဘောလို့မလုံးနဲ့တေးကြရင်လှုပ်လိုက်ချက်ချင်းပြမယ်မင်းအခုချက်ချင်းထုတ်ပြမင်းငါတို့ကကိုယ့်ကိုမရှိပဲနဲ့မပြောဘူးအာမချောင်းတည်မှာအဲ့တော့မင်းငါ့ကိုတကယ်လို့ challenge ခေါ်ခြင်းမင်းလို့ခေါ်ခြင်းလှုပ်လိုက်လားအခုချက်ချင်းမင်းကိုပြမယ်လို့နော်မင်းဘာလုပ်ပေးမှလဲပြောလိုက်ဆောက်ယူလို့ဆောက်ဘောလို့နဲ့ရှော့ချသွားရင်တော့စက်ခွက်လိုက်တော့မှမင်းရှာပြီးတော့အိမ်ကိုကောင်းတာဆိုရယ်မင်းကို90ကျော်လေးပြပြမယ်ငါရဲ့အောင်လက်မှတ်နော်ရှင်းလေးမင်းတခါတည်းချိန်လိုက်ရင်တော့နော်အခုချက်ချင်းမင်းက CPU လာပို့ပေးမယ်နော်မင်းဒီအောင်လာခဲ့မယ်ဒီလိုပေါ်သလိုနဲ့တော့လာပြီးတော့မရှော့ချနဲ့ပေါ့နော်ငါတို့ကမရှိဘဲနဲ့မရအောင်သိမလားဒီလိုစောက်ချင်းမရှိရအောင်နေမဟုတ်ငါတို့ကmukulin ke arah yang ada vengeance darahnya tetap အဲ့တော့မင်းတေးကြရင်အခုချက်ချင်းလာစာပို့လိုက်ငါအခုဒီမှာစောင့်နေမယ်တက်တော့မှာနော်မင်းမင်းပြောသလိုမင်းရဲ့ location မှာတစ်ခါလေးပို့ထားပြီးတော့နော်ငါမျိုးငါရဲ့အောင်လက်မှတ်နဲ့ဂုံတူးပါတာခါရဲပို့ပေးမယ်โอเคလား BNC ပဲမဟုတ်ဘူး bro အဲ့ပဲကျွန်တော်ဘောမနဲ့ကြာပြီကျွန်တော် reply ကောင်းမွန်လေးပဲဖြည့်ပေးတာပရိုလီယာလောက်လွယ်လားလို့ပဲလွယ်ဘူးဆိုလို့နော်ဒီကောင်ဆဲပေးလိုက်လို့လာပြီးတော့ဟိုဖြစ်သွားတာအတင်းထိသွားရောတာရောအဓိကတော့ရောတော့လာပေါ်ပါလာပြီးတော့သိမှာငါစောင့်နေရနော်ဒါကြီးစောင့်နေနော်တေးကြရင်တစ်ခါလေးလှုပ်ပေးမယ်နော်မင်းဘက်က challenge ကြိုက်တာခေါ်လိုက်ငါတကယ်လို့ငါဘက်ကငါ10တန်းမအောင်ဘူးဂုံလူမပါဘူးဆိုရင်မင်းကြိုက်တာလို့နော်ငါ live stream မှာအဲ့လိုလုပ်ပေးမယ်မင်းတို့သိလားမင်းလာ10မိနစ်နဲ့မင်းပြောတာစောင့်နေတယ်မင်းဒီမှာငါနော်ငါဒီဟာကမင်းစောင့်နေတယ်ရှင်းလေးမင်းဘက်ကတေးကြရဲဆိုရင် confirm တစ်ခုပဲပြောလိုက်မင်းတို့တစ်ခါတည်းအောင်လက်မှတ်ပို့ပေးလိုက်မယ်ရှင်းလေးနော်ပြောပြီးသားငါဘက်ကမဟုတ်ဘူးဆိုရင်မင်းပြောတာကြိုက်သလို live လင်ပြီးလုပ်ပေးမယ်ဟုတ်လားငါဘက်ကဖြစ်ရင်လည်းမင်းကိုငါ live လင်ပြန်လုပ်ခိုင်းမယ်ချိန်မစုံမလားထိုင်ကြတော့မလားကြိုက်တာရွေးလိုက် akhirnya ada celah ataupun nafas lebih besar untuk Evo sekarang nafas ဦးကြောင်လာမလုံးနဲ့နော်အဲ့ confirm တခါတည်း confirm လို့ပဲပြောလိုက်နော်အာမဆဲအနေနဲ့ငါတဲ့ရမှာမင်းတနာလို့ di belakang dan kalau sampai lihat udah menjadi ကဲကောင်းဟာ high လို့မရဘူးဗျအဲ့တော့ private ကြီးဆိုတော့ high လိုက်